မင်္ဂလာညချမ်းပါနားဆင်သူတို့ရေဒီနေ့ညမှာတော့အနီရောင်ပြားရည်စံခရီးဇလန်းရဲ့အပိုင်းနှစ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အပိုင်းနှစ်အမှောင်တွေကလွတ်မြောက်ခြင်းຫນွယ်တတိရလာတဲ့အချိန်မှာတော့သူမဟာလက်ချေတွေတုံနှောင်ခံထားရပြီးအေးစိတ်နေတဲ့မြေအောက်ခန်းတစ်ခုထဲမှာရောက်နေပါတယ်ဘေးနားမှာတော့ကိုစော်ရှိမနေပါဘူးအခန်းပြင်ဘက်ကနေရင်မောတန်တိုးတိုးနဲ့အတူသားကောင်အစ်စ်ကတော့နိုးလာပြီပဲဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်ခဏအကြာမှာတော့ထိုလူသက်သမားဟာအခန်းထဲကိုဝင်လာပါတယ်သူ့ရဲ့မျက်နှာမှာသွေးဆက်တွေပေးကျန်နေပြီးလက်ထဲမှာကိုစော်အမြဲပတ်ထားလေးရှိတဲ့လက်နာရီလေးကိုကင်ထားပါတယ်မောင်ကိုဘာလုပ်လိုက်တာလဲကဲကြပါဦးຫນွေကအားကုန်အော်ဟစ်ပါတယ်လူသက်သမားကຫນွေအနားကိုတိုးလာပြီးသူမရဲ့မေးစေ့ကိုဓာတ်ဦးနဲ့ပင့်တင်လိုက်ပါတယ်မင်းရဲ့ယောက်ျားကတော့အိပ်ပျော်သွားပြီးအခုမင်းအလှဲ့ပေါ့ဒါပေမဲ့မင်းကိုတတ်ဖို့အတွက်ငါ့မှာပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဂိမ်းတစ်ခုရှိတယ်အဲ့ဒီလူကနှွေရဲ့လက်ထိပ်တွေကိုဖြီးပေးလိုက်ပြီးအခန်းတကားကိုဖွင့်ပေးလိုက်ပါတယ်ငါမင်းကို9 မိနစ်အချိန်ပေးမယ်ဒီတောထဲမှာမင်းလွတ်အောင်ပြေးပါငါမင်းကိုပြန်ဖမ်းမိရင်တော့မင်းရဲ့ယောက်ျားထက်ပိုပြီးနာကျင်အောင်လုပ်ပစ်မယ်ຫນွေဟာကြောက်လန့်တကြားနဲ့အမှောင်ထုထဲကိုအားကုန်ပြေးထွက်ခဲ့ပါတယ်စူးချုံတွေကြားရွှွန့်နွန်တွေကြားမှာလဲကျလိုက်ပြန်ထလိုက်နဲ့ပြေးနေရင်အနောက်ဘက်ကနေပစိန်နဲ့တစ်ပင်တွေကိုခုတ်ထစ်လာတဲ့အတန်ကိုတဖြည်းဖြည်းနီးကပ်လာတာကြားနေရပါတယ်။ຫນွေဟာတောင်ဆောင်တစ်ခုရဲ့အစွန်းကိုရောက်သွားပါတယ်။အနောက်မှာလူသက်သမားအရှိမှာတော့နတ်ဆိုင်လာတဲ့6 ကဘာကြီး။သူမဘလို့ရွေးချယ်မလဲ။အဲ့ဒီအချိန်မှာပဲသူမရဲ့ဖုန်းထဲကိုမက်ဆေ့ချတစ်ခုဝင်လာပါတယ်။အဲ့ဒီမက်ဆေ့ချကကိုစောစီကဖြစ်နေပါတော့တယ်။ຫນွေတယောက်ဘလို့ဆက်ဖြစ်မလဲဆိုတာကိုအပိုင်း3မှာဆက်လက်နားဆင်ပေးပါဦးရှင်။စိတ်ဝင်စားဖို့ကောင်းတယ်ဆိုရင် channel လေးကို subscribe လုပ်ပေးခဲ့ပါဦးနော်။